အဖွားရပေးပါဦးကျွန်တော်ကလေးကိုကယ်ပေးပါဦးမခံနိုင်တော့ဘူးဟာညာကြီးမင်းကြီးအိတ်ချိန်မှာမအိတ်ပဲတကားကိုဖြတ်ပြီးဝင်လာတဲ့မင်းကတကယ်ရိုင်းတဲ့ကောင်ပဲငါ့ကိုလန့်သေးစေချင်တာလားမင်းရဲ့တကားကတော့တန်းတောင်မင်းဘူးထက်ပိုထူတယ်ဘလို့ဖြတ်ပြီးဝင်လာတာလဲကျွန်တော်တို့အရှိမြောက်တရုတ်ကြားတွေကတကားဖြတ်ရင်တစ်ချက်ထဲနဲ့ရတယ်ဗျမြင်မြန်လူကိုကယ်ပါဦးကယ်ပြီးရင်အဖွားအတွက်ကျွန်တော်ဘဝတစ်လျှောက်ကျေးဇူးဆက်ပါမယ်စောင့်ဦးငါညက်တန်သွားယူမယ်အင်းကောင်းပြီပါစက်ဟထားဟာတကယ်ကိုအံ့ဩစရာပဲယုံချီတော့တစ်ချောင်းလုံးအထဲမှာကန့်လန့်ဖြစ်နေတဲ့မင်းဖေကမင်းကိုဘလို့ကျွေးလိုက်တာလဲအဲ့ဒါကကျွန်တော်ယုံကိုလိုက်ဖမ်းရင်းခြေချော်လဲသွားတာယုံကလည်းဓာတ်ရိုက်သူ့ပါစက်ထဲပြန်ဝင်သွားတာပါအိုးကလေးလေးရေမလုံးနဲ့တော့ထက်လုံနေရင်ဒီအိပ်ရာတွေကဝါကွမ်းတွေအားလုံးကိုငှက်တိုက်လို့ရတော့မယ်ဒီရက်ကိုငါသုံးနှလုံးတင်ထားတာကိုယ်တိုင်တော့မတော့ရက်ဘူးဒီနေ့တော့မင်းတို့သားအဖာနှစ်ယောက်တောက်လိုက်ကြတော့အရက်ကတော်တော်ကောင်းတာပဲခဏနေတဝက်လောက်ကြံရင်ကျွန်တော်သွားပလုတ်ချင်းပဲမင်းကောင်းကြီးနဲ့ပလုတ်ချင်းမလို့လားလူကောင်းသွားပြီးမြန်မြန်ပြန်ကြတော့အဖွားအိတ်တော်မယ်ကျေးဇူးရှင်အဖွားဒီနေ့ကစပြီးအဖွားဟာကျွန်တော်အရင်မေဖြစ်တတ်မှတ်ပါမယ်ဟဲ့မင်းတို့သားအကကျေးဇူးလာဆက်တာလားငါအိမ်ကိုလာဖြက်စီးတာလားဝိုင်းအတော်ရေးကြားကအဖွားကိုဒူးထောက်ကန်တော်တယ်လို့ကြားတယ်ဘာကန်တော့တာလဲငါချင်းဖက်ထည့်ထားတဲ့စီတောင်တိုက်ဖြတ်ပြီးကွဲသွားပြီးဒီခြေသေးရာကိုကြည်စမ်းငါဖက်နှက်အောက်ခံထက်တောင်ပိုကြီးတယ်ကောင်းပြီမနက်စောကြီးကျွန်တော်အမေကိုမနက်စာလာပို့တာပါဘသူကမင်းအမေလဲမြန်တော့ဝက်ကြီးကိုတဲသွားစမ်းငါတွေးတိုးရှိလို့ဒီလိုအစီများတာမစားနိုင်ဘူးဒါဆိုတမင်တကောင်ပြောင်းပေးမယ်ရတယ်ဒါပေမဲ့မနေ့ကအဲ့ဒီတမင်အုပ်ကရွာထိတ်ကဝမ်အဖိုးရဲ့ပြောင်းမှုခင်းကိုဆက်ဖြတ်ထားတယ်မင်းသူတို့ဘက်ကကာကွယ်ပေးရရင်ငါနဲ့တွေ့မယ်နားတယ်အမေကြီးလက်လွတ်ပါကျွန်တော်အခုချက်ချင်းတမင်အုပ်ကိုမောင်းထုတ်လိုက်မယ်ဟာအဖွားကြီးအဖေကအဖွားကိုကျွန်တော်အတွက်နာမည်ပေးခိုင်းတယ်ရိုးလုပ်ပေးမယ်တဲ့မင်းအဖေကတဲဦးမင်းကဆေးဦးပေါ့မဟုတ်ဘူးမင်းဖေကိုအရှက်မရှိတဲ့ကြားလာလို့ပဲခေါ်ရမယ်ဒါဆိုကျွန်တော်ကအရှက်မရှိတဲ့ကြားသားကဝမ်ရဖြူအဖွားရဲ့မျိုးရိုးနာမည်ဝင်ကိုပဲယူမယ်ပတ်စံဖြုံးတဲ့ကောင်အိမ်ကောင်မိုးပြင်ဖို့ပတ်စံကိုမင်းပေးမယ်ဒါတွေကတောင်ပေါ်သားပြတွေရဲ့စခန်းကနေယူလာတာအိမ်သုံးတန်းအမိုးပြန်ဆောက်ဖို့လုံလောက်တယ်မင်းဘန်ကိုတပြတိုက်ခဲ့တာလားဓပြတွေကယူလာတာကျွန်တော်ကဓပြတွေစီကပြန်ယူလာတာဒါကိုကလူဆိုးချင်းပြန်လူလာလို့ခေါ်တယ်အမေအဲ့ဒီတုန်းကအမေကကျွန်တော်သားကိုသာမကယ်ခဲ့ရင်ကျွန်တော်အခုသားဆက်မရှိတော့ဘူးဒီလိုစကားတွေနဲ့ငါ့ကိုမလာလုံးနဲ့မင်းငါဝက်သား6ကိုခိုးစားခဲ့တာတော့အကျွေးမရှင်းရသေးဘူးအဲ့ဒီဝက်သား6ကအရမ်းမြင့်တဲ့နေရာမှာချိတ်ထားတာတောင်ဆောက်နှက်အတွက်ပူဇော်ထားတာထင်လို့စားလိုက်တာပါအတိတ်ပဲမရှိတာတွေမပြောနဲ့တောင်ဆောက်နှက်ကအတီးရွက်ပဲစားတယ်အဖွားရီမနေ့ကတောင်ဆောက်နှက်ကအိမ်မက်ထဲလာပြောတယ်အဖွားလုတ်တဲ့ချင်းဖက်အသားဖတ်ထုတ်စားခြင်းတဲ့ဟဲ့နတ်ဟန်ဆောင်ပြီးအစားလာတောင်းနေကြတာလားမင်းကိုမရရင်မရဘူးအဖွားနည်းနည်းရင်ကြေးလုပ်ပါဦးဒါကငါအမေဘသူကသူ့အိမ်ကပြောင်းမှုကိုလာစားရဲလဲငါကအဲ့ဒီကောင်ရဲ့အရေးကိုစုပ်ပစ်မယ်